Hello guys ဗီဒီယိုကိုမနေ့စာစပြီပေါ့နော်ဆိုတော့မနေ့စာစနေရင်လည်း video sharing လုပ်ပေးချင်တဲ့စကားလုံးလေးနှလုံးပေါ်လာတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီ used to နဲ့ be used to ပေါ့used to နဲ့ be used to ကဘယ်လိုမျိုး꿰တာလဲဒါမှမဟုတ်သုံးလို့ရတာချင်းအတူတူပဲလားဆိုတာကိုvideo ကဒီနေ့မှာ video စားနေတယ်ပေါ့နော်ဒီမနေ့စာတွေကိုတာတက example လုပ်ပြီးတော့ video ကsharing လုပ်ပေးသွားပါမယ်ဆိုတော့ပထမဆုံးဒီ used to နဲ့စမယ်ပေါ့နော် used to ဆိုတာကတော်တော်များများလည်းသိတော့သိကြပါတယ်ဒီ used to ကိုအရင်ကလုပ်ထားရှိခဲ့တယ်အလေးချင်းတွေအနေနဲ့ရှိခဲ့တယ်ဒါပေမဲ့အခုချိန်မှာလုံးဝကိုမလုပ်တော့ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒီ used to ကိုသုံးတယ်ဆိုတော့ဒီကဒီရခိုင်မှာနေတော့မနေ့ပိုင်းဆိုလို့ရှိရင်မနေ့စာကိုဒီမုတ်ဒီစားရပေါ့နော်ဆိုတော့ဒါပေမဲ့အခုတော့မစားတော့ဘူးအဲ့ဒါကိုဒီ used to ကိုသုံးပြီးပြောမယ်ဆိုလို့ရှိရင်when I was in Rakhine I used to eat modi every morning ဆိုတော့ငါရခိုင်မှာနေတော့မနေ့တိုင်းမုတ်ဒီကိုစားတယ်ပေါ့နော် breakfast အဖြစ်မုတ်ဒီကိုစားတယ်ဆိုတော့ဒါက used to ကိုသုံးတဲ့ပုံစံနောက်တစ်ခုအနေနဲ့ကကြတော့ဒီ be used to ကကြတော့သူ့ကိုဘယ်လိုမျိုးပြောမလဲဆိုလို့ရှိရင်အခုအချိန်မှာပေါ့နော်ကိုကလှုပ်ထားရှိတဲ့အရာတော့မဟုတ်ဘူးဒါပေမဲ့အခုအချိန်မှာကိုကအဲ့ဒီအရာတွေနဲ့နေသားကြနေပြီဆိုလို့ရှိရင်ဒီ be used to ကိုတုံးတယ်ဆိုတော့အခု video ကမနေ့တိုင်းဆိုလို့ရှိရင်ဒီပေါင်မုံနဲ့ coffee ဒါမှမဟုတ်ပေါင်မုံနဲ့ mommy အဲ့ဒါတွဲတော့စားရပေါ့နော်အရင်ကတော့မစားဘူးဒါပေမဲ့အခုတော့အဲ့ဒါတွေကိုစားနေရပြီဆိုလို့ရှိရင်I'm used to eating bread and coffee or more meat every morning ဆိုလို့ရှိရင်ငါမနေ့တိုင်း coffee နဲ့ပေါင်မုံစားတာဒါမှမဟုတ် coffee နဲ့ more meat တောက်တာကိုငါကျင့်တာရနေပြီပေါ့ဆိုတော့အဲ့လိုမျိုးအခြေအနေမှာဆိုလို့ရှိရင်တော့ဒီ be used to ကိုသုံးပါတယ်ဆိုတော့ပြန်ပြီးတော့အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ရခိုင်မှာနေတော့မနက်စာကိုမုတ်တီဖြစ်စားခဲ့တယ်ဒါပေမဲ့အခုတော့မစားတော့ဘူးဆိုလို့ရှိရင်တော့ used to နဲ့အတွက်သုံးတယ်အခုရောက်နေတဲ့အခါကျလို့ရှိရင်မုတ်တီမစားရတော့ဘူးပေါ့နော်မနေ့တိုင်းဆိုလို့ရှိရင်မုတ်တီမစားရတော့ဘူးဒါကြောင့်ပေါင်မုံနဲ့ coffee ဒါမှမဟုတ်တခုခုစားတယ်ဆိုလို့ရှိရင်တော့အရင်ကမစားခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုတော့အဲ့ဒီအစားအစာတွေကိုစားတာကျင့်သားရနေပြီဆိုလို့ရှိရင်တော့ဒီ be used to ကိုသုံးပါတယ်ဆိုတော့ဒီနေ့ဖို့ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါမယ် bye bye